ဓမ္မမိတ်ဆွေများအားလုံးမင်္ဂလာပါအခုကျွန်ုပ်၏တင်ပြမှုသည်ကျွန်ုပ်၏ကိုယ်ပိုင်တွေ့ရှိမှုဗဟုသုတနှင့် AI ရဲ့အသိပညာများကိုပေါင်းစပ်ဖလှယ်ပြီးတင်ဆက်ခြင်းတစ်ခုသာဖြစ်ပါသည်ကျွန်ုပ်၏ကိုယ်ပိုင်ယူဆချက်များသာဖြစ်၍ဓမ္မမိတ်ဆွေများအနေနဲ့စိတ်တဘောကျမှုမကျမှုများရှိနိုင်ပါသည်ဤတင်ဆက်မှုနှင့်ပတ်သက်၍မည်သို့ပင်ဝေဖန်ဆွေးနွေးအကြံပြုမှုမျိုးမဆိုကြိုဆိုလက်ခံပါသည်ဘောင်ပြင်ကိုထွက်၍လွတ်လပ်စွာတွေးခေါ်တင်ဆက်ခြင်းဖြစ်၍လည်းကျွန်ုပ်၏မှားယွင်းမှုမိတ်ဆွေများနှင့်စိတ်တဘောထားခြင်းမတိုက်ဆိုင်မှုများရှိပါကနားလဲခွင့်လွှတ်ပေးပါရန်အနုအညွတ်တောင်းပန်အပ်ပါသည်ဦးထွေးဝင်းခေတ္တဓမ္မမိတ်ဆွေအားလုံးပဲမင်္ဂလာပါဗျာဒီနေ့ကျွန်တော်တို့အသီးစိတ်ဖိချဆွေးနွေးသွားမယ့်အကြောင်းအရာကလေတကယ်ကိုကောင်းတဲ့ဆွဲကြံသွားစေမယ့်ကိစ္စတခုလို့ပြောလို့ရတယ်ဟုတ်ပါရှင်တော်တော်လေးကိုနက်နဲတဲ့အကြောင်းအရာပါပဲဟုတ်တယ်ဗျာကျွန်တော်တို့စီရောက်လာတဲ့မဆုတွေဖတ်ကြည့်တဲ့အခါလေးတစ်ဖက်မှာကနှစ်ပေါင်းထောင်ကြီးတက်တိုင်းရှိပြီချစ်တဲ့အရှိတိုင်းဝိပဿနာတရားရဲ့ကိုယ်ပိုင်ဉာဏ်အမြင်အတွေ့အကြုံတွေဖြစ်နေတယ်နောက်တစ်ဖက်မှာကကြတော့ခေတ်သစ်သိပ္ပံပညာရဲ့အထူးအထိပ်ဖြစ်တဲ့ quantum ဒူပါဝေရာ theory တွေဖြစ်နေတယ်လေအဲ့ဒါပဲဗျာဒီနှစ်ခုကလုံးဝမတူနေတဲ့ကမ္ဘာနှစ်ခုလို့ထင်ရပါမယ်တကယ်တမ်းကျတော့အန်ဒရစယာကောလောအောင်ကိုထပ်တူကြားနေတယ်ဆိုတာကိုဒီနေ့ဖိချတော့မှာပါဟုတ်တယ်ရှင်ဟိုလေဒီနေ့လေ့လာမဲ့ရင်းမြစ်တွေကတာမန်ပညာရေးဆိုင်ရာစာတမ်း66ကက်ကက်ကြီးတယ်မဟုတ်ဘူးနော်ဒါဆိုဘယ်လိုမျိုးလဲပဲတရားထိုင်နေရင်လည်းရရှိလာတဲ့တကယ်ကိုပိုင်ဖြတ်သွားမှုအတွေ့အကြုံကိုချရေးထားတဲ့နေ့စဉ်မှတ်တမ်းတိုလေးရဲ့အဲ့ဒီအတွေ့အကြုံကိုသိပ္ပံရှုထောင်ရောတရားရှုထောင်ကပါဘေးကနေတေချာပြန့်လက်တေုံခွဲသုံးသက်ပြထားတဲ့မှတ်စုတွေရဲ့ဖြစ်နေတာပါဆိုတော့စာတွေ့တက်မဟုတ်ဘဲနဲ့လူတယောက်ရဲ့တကယ်အသိစိတ်ထဲကအဖြစ်ပြက်ကို quantum memory လို့တက်ကြည့်လိုက်ရတယ်လို့မျိုးဖြစ်နေတာပေါ့အတိအကျပဲရှင်အဲ့ဒါကတကယ်ကိုစိတ်ဝင်စားစရာပဲကျွန်တော်တို့တာမန်ချင်းမှာဆိုရင်ကိုရှက်ကအရာဝတ္ထုတွေဥမာအခုကျွန်တော်ကင်ထားတဲ့ coffee ခွက်တို့ထိုင်နေတဲ့ကလားထိုင်တို့ကအခိုင်အမာရှိနေတယ်လို့ပဲခန်းစားရတယ်လေဒါပေါ့လူတိုင်းအဲ့လိုပဲမြင်ကြတာပဲလေဒါပေမဲ့ဒီမှတ်စုတွေထဲမှာအဓိကဆွေးနွေးထားတဲ့ဥတီချက်ကမျက်စိရှိမှတဲ့အရာဝတ္ထုတွေကပေါ်လာပြီးတာနဲ့ချက်ချင်းပြန်ပြောင်းသွားတယ်ဆိုတဲ့ဖြစ်စဉ်တစ်ခုအကြောင်းပါဗျာဟုတ်ပါတယ်အဲ့ဒါကိုတော်မှန်စိတ်ကူးရင်ဒါမှမဟုတ်အာယုံကြောကြောင့်မျက်စိမှားတာလို့မတတ်မှတ်ပဲစัจ java လာကြီးရဲ့အခြေခံကြားဆုံးအလုတ်လုတ်ပုံယန္တရားအဖြစ်ဘလို့နားလည်နိုင်မလဲဆိုတာကိုရှာဖွေသွားကြမှာပါမှတ်ဆိုတဲ့ကစကားစုလေးတစ်ခုနဲ့ကျွန်တော်ရင်ဆုံးစချင်တယ်ဗျာသူကဘယ်လိုရေးထားလဲဆိုတော့ဓာတ်တွေကထင်ရှားတဲ့ဓာတ်အရင်ပေါ်ပေမဲ့ပေါ်ယုံနဲ့ကြီးပြောက်ထင်နေတယ်တော်တော်လေးကိုထိမိတဲ့စကားစုလေးနော်ဟုတ်တယ်ဗျာစဉ်းစားကြည့်လေကိုကြည့်လိုက်တဲ့အရာကပေါ်လာပြီးတာနဲ့ချစ်ချင်းပြောက်သွားတယ်ဆိုတော့ဘာကူမှအတိအကျဖန်ဆုလို့မရတော့ဘူးပေါ့တာမန်လူတွေတို့စိတ်ကူးကြည့်ဖို့နည်းနည်းခက်မယ်ကျွန်တော်ကတော့ဘယ်လိုမြင်လဲဆိုတော့ဒါကဗီဒီယိုဂိမ်းတစ်ခုကိုဆော့နေရတဲ့ graphic ကမနိုင်လို့ရုပ်တွေကပေါ်လိုက်ပြောက်လိုက်နဲ့glitch တင်နေတယ်လို့မျိုးခံစားရတာဒါပေမဲ့ဒါက game မဟုတ်ဘူးတကယ်အရှိတရားကြီးဖြစ်နေတယ်အဲ့ဒီ game မှာ glitch ဖြစ်တယ်ဆိုတဲ့ဥပမာတော်တော်လေးနီးစပ်တယ်ရှင်ဒါပေမဲ့ဒါကစက်ချို့ယွင်းတာမဟုတ်ဘဲစက်ကြဝဠာရေးရဲ့အခြေခံတိဆောက်ပုံbase code လို့ခေါ်တဲ့အရာကအဲ့လိုဖြစ်နေတာပါbase code ကပေါ်လိုက်ပြောက်လိုက်ဖြစ်နေရဘူးဟုတ်တယ်ရေမတက်ကဒီခွဲသုံးတက်ချက်မှာဒါကို quantum သိပ္ပံနဲ့တေချာနိုင်ရှင်ပြထားတယ်သိပ္ပံနည်းကြပြောရင်ဒီဖြစ်စဉ်ဟာ quantum အတက်အကျသဘောတရားပဲquantum အတက်အကျဆိုတာဟိုလေလာပြင်ထဲမှာဘာမှမရှိဘူးလို့ထင်ရပါမယ်အလွန်သိငယ်တဲ့အနုမြူအောက်အဆင့်ကိုတွားကြည့်လိုက်ရင်စွမ်းအည်တွေအမုံလေးတွေဟာရုတ်တရက်ပေါ်လာလိုက်ပြီးတာနဲ့ချက်ချင်းဆိုလို့ပြန်ပြီးပြောက်ကွယ်သွားလိုက်ဖြစ်နေကြတယ်အဲ့ဒီအမုံလေးတွေကိုအတီးတကျတွားဖမ်းလို့မရဘူးပေါ့မရဘူးရှင်ဘယ်နေရာမှဒီမှာပါဆိုပြီးလက်ညှိုးထိုးဖမ်းဆုပ်ပြလို့မရဘူးသူတို့ရဲ့တဘာဝကိုယ်နိုင်ကပေါ်လာလိုက်ပျောက်သွားလိုက်ဆိုတဲ့အခြေအနေမှာအမြဲတမ်းရှိနေတာလေနေပေါင်းမြအဲ့ဒီနေရာမှာကျွန်တော်နည်းနည်းတော့ဝင်ထောက်ချင်တယ်ဟုတ်ကဲ့ပြောပါရှင်အရာကသာအဲ့ဒီလိုအနုမြုံအစ်စ်မှာပေါ်လိုက်ပျောက်လိုက်နဲ့အမြဲတမ်းပြည့်ဝနေတယ်ဆိုရင်ကျွန်တော်တို့ဒီဘာလို့မြေကြီးတဲ့ကြွတ်မကြသွားတာလဲကျွန်တော်ခုကင်ထားတဲ့ coffee ခွက်ကဘာလို့အောက်ကိုပြုတ်မကြသွားတာလဲဗျာအဲ့ဒီမေဟွန်းကတကယ်ကိုရေးကြည့်တယ်ရှင်ကျွန်တော်တို့မျက်စိနဲ့ကြည့်ရင်တော့အရာကခိုင်မာနေသေးတယ်မဟုတ်လားဥနောက်ကပဲဒါတွေကိုတစ်ဆက်တည်းဖြစ်အောင်ဖန်တီးပေးနေတာလားဗျရူပပတဲ့သဘောတရားရရှင်းရရင်ပေါ့နော်ကျွန်တော်တို့မြင်နေရတဲ့အခိုင်အမာဆိုတဲ့အဆင့်ကြီးဟာအလွန်မြန်ဆန်လွန်းတဲ့အနုစိတ်အဖြစ်ဖြစ်ဒီစုပေါင်းထားတဲ့ရလက်သက်ပါပဲနည်းနည်းလောက်ဥမာပေးလို့ရမလားဗျမြင်တာအောင်လို့ရတာပေါ့ဥမာမျက်နှာချက်ကပန်ကာကိုကြည့်လိုက်ပါပန်ကာမလဲတဲ့အချိန်မှာဒလက်၃ခုကိုတေချာမြင်ရတယ်လေဟုတ်တယ်မြင်ရတယ်ဒါပေမဲ့အမြန်ဆုံးအရှိန်နဲ့လဲနေတဲ့အချိန်မှာဆိုရင်
ဒလက်ကြေဟာတစ်ဆက်တည်းချစ်သွားပြီးအခိုင်အမာဆက်ဝိုင်းကြီးတစ်ခုလို့မြင်ရတယ်မဟုတ်လား အော်ဟုတ်တယ်ဗျစဝိုင်းကြည့်လို့ပဲမြင်ရတော့တယ် တကယ်လို့တစ်ခုခုနဲ့ပြပောက်လိုက်ရင်တောင်အဲ့ဒီဆက်ဝိုင်းကြီးကကာကွယ်ပေးထားတယ်လို့ဖြစ်နေမယ်ကွမ်တမ်မတက်ကြတယ်ရလေအဲ့ဒီလိုပဲရှင် သူတို့ရဲ့ပေါ်လိုက်ပြောက်လိုက်ဖြစ်နေတဲ့အရှင်ကအယမ်းမြန်လွန်းတဲ့အတွက်ပေါ့ ဟုတ်ပါတယ်အဲ့ဒီလိုမြန်လွန်းလို့ကျွန်တော်တို့ရဲ့တာမန်အာယုံခံစားမှုနဲ့ကြည့်ရင်အခိုင်အမာကြီးလို့ထင်ရတာပါတကယ်တော့ဝိပဿနာဉာဏ်နဲ့စိတ်ကိုအလွန်စူးစိုက်ပြီးကြည့်လိုက်တဲ့အခါကျမှ အဲ့ဒီပန်ကားလေးဒီရဲ့ကြားကလွတ်နေတဲ့နေရာလွတ်တွေကိုသွားမြင်ရတော့ပေါ့ဗျာ အတိအကျပဲရှင်တနည်းအားဖြင့်ပေါ်ယုံနဲ့ချင်းချင်းပြောက်သွားတဲ့တကယ့်အရှိတရားကိုသွားပြီးတွေ့လိုက်ရတာပေါ့ တဘောပေါက်ပြီဗျာတာမန်အချိန်မှကျွန်တော်တို့ရဲ့အသိစိတ်ကအဲ့ဒီလောက်အသေးစိတ်တဲ့အထိမမြင်နိုင်ဘူးဒါပေမဲ့တရားမှတ်တဲ့သူရဲ့စိတ်ကအလွန်စူးစိုက်မှုအားကောင်းလာတဲ့အခါမှာတော့ တစ်ပံပညာရှင်တွေအေရာမဆက်ကြီးတွေမိုက်ခရိုစကိုပကြီးတွေသုံးပြီးမှမြင်ရတဲ့အဲ့ဒီကွမ်တမ်မတက်အကျသဘောတရားကိုလှမ်းမြင်လာနိုင်တယ် ကိုယ်ပိုင်အသိစိတ်သက်သက်နဲ့လမ်းပြီးတည်မြင်နိုင်သွားတာပေါ့ရမ်းမိုက်တယ်ဗျာ ဟုတ်ပါတယ်တကယ်ကိုအံ့တော်စရာပါပဲ ဒီနေရာမှာမတ်စုတဲ့ကနောက်ထပ်အရန်သီးမိတဲ့တင်စားချက်တစ်ခုကိုကျွန်တော်သွားသတိရတယ်ဗျာ ဘယ်ချက်များလဲရှင် သူကဒီလိုရေးရတယ်ဗျာအနစ်ဆာစိုးမိုးမှုကအာကြီးတယ်တွင်းနဲ့ကြီးလို့ပဲတဲ့တွင်းနဲ့ကြီးဆိုတာကို black hole လို့ပြောတာလေ ဟုတ်ပါတယ် အာကာသတွေက black hole ရဲ့အကြောင်းကျွန်တော်သိပြီးသားပါသူအနားရောက်လာရင်အလင်းရောင်တော့လွတ်အောင်မပြေးနိုင်ပဲအကုန်စုပ်ယူဝါမျိုးခံရတယ်ဆိုတာလေ မှန်တယ်ဒါမဲ့ဒီမတ်ဆိုရတဲ့သူကဟာကာသတွေက black hole ကိုတိုက်ရိုက်ကြီးပြောချင်တာတော့မဟုတ်ဘူးပေါ့နော် ဟုတ်တယ်ဗျဒီပစ္စုပန်တဲမှာဖြစ်ဖြစ်နေတဲ့အနစ်ဆာသဘောတရားကြီးကို black hole လို့တင်စားလိုက်တာအဲ့ဒါကတော်တော်လေးကိုလဲနေပြီးတစ်ဖက်ကကြည့်ရင်နည်းနည်းကြောက်စရာလေးကောင်းတယ်နော် ကြောက်စရာကောင်းတယ်ဆိုတာကတာမန်လူတွေရဲ့စိတ်ခံစားမှုရမှာပါတယ်ရှင်ဒီတင်စားချက်ကတာမန်စပေးအလံကထက်ထက်မဟုတ်ဘူးနော် ဘယ်လိုမျိုးလဲဗျ မတ်ဆိုလဲကတုံးသက်ချက်ကဒီတွင်းနဲ့ကြီးကိုအနိစ္စနဲ့ဘယ်လိုချိတ်ဆက်ပြလဲဆိုရင်ကျွန်တော်တို့ကဒါကိုယ်ခန္ဓာကိုယ်ကိုကိုယ့်ရဲ့ခံစားချက်ကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေကိုခိုင်မာတယ်မြဲတယ်လို့ထင်နေကြတာ ဟုတ်တယ်ကျွန်တော်တို့ကတော့အကုန်လုံးမြဲတမ်းရှိနေမယ်လို့ပဲခံစားရတာကို တကယ်တမ်းကျတော့အဲ့ဒီຢာတွေအလုံးကစက္ကန့်မလက်အချိန်တိုင်းမှာအနိစ္စဆိုတဲ့တွင်းနဲ့ကြီးတွေကိုစက်တိုက်ပြုတ်ကြနေတာပါ black hole တစ်ခုကရရောက်ကိုဝါမြုပ်လို့မျိုးပေါ့နော် ဟုတ်တယ်အနိစ္စဆိုတဲ့သဘောတရားကလည်းဘလောက်ပဲခိုင်မာလာပါပြီဆိုတဲ့ယုံနဲ့နံလျားတွေကိုပေါ်လာတာနဲ့တပြိုင်နက်တည်းအကုန်လုံးကိုအတိတ်ဆိုတဲ့အချိန်တည်းပျက်စီးခြင်းဆိုတဲ့အခြေအနေတွေကိုဆွဲယူဝါမျိုးပြနေတာ ဘယ်ရာကမှပြန်လေယုံထွက်နိုင်စွာမရှိဘူးပေါ့နော် လုံးဝမရှိဘူးရှင်ခုနဆိုတဲ့အချိန်လေးတောင်အနိစ္စတွင်းနဲ့ထဲကျသွားပြီလေ အဲ့ဒါတကယ်ကိုဖြစ်တည်မှုဆိုင်ရာကြောက်ယုံချင်လို့တော့ခေါ်လို့ရတယ်ဗျာ ရှင်းပြပါအောင်ရှင် ကိုရန်ချရတဲ့ဒူလီနဲ့အတူရှိနေတဲ့အချိန်လေးဒါမှမဟုတ်ကိုရန်ဖြော်နေတဲ့အချိန်လေးတွေတောင်မှစက္ကန့်နဲ့အမြပျက်စီးခြင်းတွေကိုအတင်းစုပ်ယူခံနေရတာဆိုတာကိုသိလိုက်ရတာလေ ဟုတ်တယ်စိတ်ထဲမှာတစ်မျိုးကြီးဖြစ်သွားနိုင်တယ် ကန်းချင်မှာတဲ့အိမ်လေးစောက်ထားပြီးလိုင်းပုတ်တာကိုထိုင်ကြည့်နေရတယ်လို့ပဲဗျာဘလောက်ပဲလာဘလောက်ပဲကျူးစားထားနောက်ဆုံးတော့ရေထဲပါသွားမှာပဲ ဥပမာပေးတာတိတ်ကောင်းနေစင် ဒါပေမဲ့အခုကတဲ့အိမ်လေးကိုလိုင်းပုတ်တာတဲ့အများကြီးပုံမြန်နေတဲ့အတိုင်းတာမျိုးဖြစ်နေတာကိုဗျာ အတိအကျပဲရှင်အဲ့လိုမြန်လုံးနေလို့လေမူရင်းမတ်တန်းမှာဘာပြောလို့ရမယ်ဆိုပြီးဆွမ်းအားသွားတဲ့သဘောမျိုးတွေ့ရတာပေါ့ ရာကပြိုးဖို့ချိန်တောင်မရလိုက်ပဲတွင်းတဲ့ထဲကြာသွားတာကို ဒီအချက်ကိုတုံးသက်ချက်ရင်းမြစ်ကဖြစ်ပျက်မှုအလင်းဆိုလက်စကလုံးနဲ့တိကျရှင်းပြထားတယ် ဘာလို့ဖန်ဆုပ်လို့မရတာလဲဆိုတာကိုပေါ့နော်ကန်ဆိုတာလေ ဟုတ်တယ်ရှင်အဲ့ဒါလေးပြောပြပါလား အဲ့ဒါကိုကျွန်တော်နည်းနည်းချက်ပြီးတွေးကြည့်ခြင်းတယ် femtosecond ဆိုတာတစ်စက္ကန့်ရဲ့ကိုယ်တွေပေါင်းများစွာထပ်ခွဲထားတဲ့အထက်ကမှပုံတပုံလေ အလုံးကိုတိုးတောင်းတဲ့အချိန်လေးပေါ့ ရိုးရိုးလေးနိုင်ရှင်ပြရင်ဗျာ femtosecond တခုနဲ့တစ်စက္ကန့်ရဲ့ကွာခြားချက်ဟာတစ်စက္ကန့်နဲ့နှစ်ပေါင်း31.9 တန်းကြားကကွာခြားချက်နဲ့အတူတူတဲ့ ဝါတော်တော်လေးကွာဟာတာပဲ စဉ်းစားစားကြည့်တော့ဗျာအဲ့ဒီလောက်တိုးတောင်းလို့တဲ့အချိန်လေးအတွင်းမှာအလင်းရောင်တောင်မှ7 မိနစ်ရဲ့အထူလောက်ပဲခီးတွားနိုင်နေတယ် အဲ့ဒီလောက်မဲဆန်တဲ့အချိန်လေးအတုံးမှတိန်ခုနအမုံလေးတွေကပေါ်လာလိုက်ပျောက်သွားလိုက်ဖြစ်နေကြတာ အဲ့တော့ကျွန်တော်ရဲ့ဦးနောက်ကဓာရီကိုတစ်ခုချင်းလိုက်မသိနိုင်ဘူး ဟုတ်တယ်တစ်ဆက်တည်းဖျောက်လို့ပေးလိုက်တာပေါ့ ဗီဒီယိုဂိမ်းတွေရုပ်ရှင်တွေမှာ frame 60နဲ့လာနေတဲ့ကားကိုကြည့်နေရတယ်လို့အကုန်လုံးကိုချောမွေ့အောင်ဆက်ပေးလိုက်တာပေါ့ဗျာ မှန်တယ်တာမချင်းမှာဦးနောက်ကအဲ့ဒီလိုပဲအလုပ်လျော့တယ်ဒါပေမဲ့ဝိပဿနာတတိစွမ်းအားအလွန်ထက်မြက်လာတဲ့အခါမှာတော့ frame တွေကကျသွားပြီးတစ်ခွက်ချင်းစီကိုဖြည်းဖြည်းချင်းလမ်းမြင်ရတယ်လို့ဖြစ်လာတာလားဗျာ အဲ့ဒီလိုပဲပြောလို့ရပါတယ်
အဲ့ဒီလိုတတိကအမိလိုက်နိုင်ပါတဲ့အချိန်မှာရရဟာပေါ်လာပြီးချက်ချင်းပျောက်သွားတယ်ဆိုတော့ဖမ်းဆုပ်လို့မရတဲ့အခြေအနေကိုမြဝါထင်ထင်သွားတွေ့တာပါပဲ ကာဆိုရင်ငါဆိုတဲ့အခိုင်အမာအကောင့်ထဲကြီးလဲမရှိတော့ဘူးပေါ့ မရှိတော့ဘူးရှင်ဒါကြောင့်မို့ဘာပြောလို့ရမလဲလို့ပြောစရာစကားလုံးတော့မရှိတော့ဘူးဖြစ်သွားတာ ဘာကမှဖမ်းဆုပ်လို့မရတော့တဲ့အခြေအနေပေါ့ဗျာ ဟုတ်တယ်ဒီလိုအခြေအနေဟာစိတ်ကထင်အောင်ထင်မှထင်နေတာမဟုတ်ပဲစကြဝဠာရဲ့အမှန်ကန်ဆုံးအခြေအနေကိုတိုက်ရိုက်သွားပြီးထိတွေ့နေတာလို့အရေးမကအလျင်းနဲ့ဆိုထားပါတယ်ရှင် ဒါဆိုရင်မတ်စုတွေကနောက်ထပ်စာသားလေးတစ်ခုကိုဆက်ပြီးချစ်ဆက်ကြည့်အောင်ဗျာသူကခန္ဓာကိုယ်ထဲကအဖြစ်အပျက်ကိုရှုမှတ်နေရင်းနဲ့စက်ကြဝဠာတဲ့ရောက်သွားပြန်ရောဗျာတဲ့ ရတာတော်တော်လေးကိုနည်းနည်းတဲ့တွေ့ကြုံမှုပဲနော် ဆိုလိုတာကကိုယ့်ရဲ့အတွင်းဘက်ကိုအရန်အနုစိုက်ပြီးကြီးလိုက်တဲ့အခါရုပ်တရက်ကြီးအပြင်ဘက်ကအဆုံးစားမရှိတဲ့စက်ကြဝဠာကြီးနဲ့တွားပြီးထပ်တူကျသွားတယ်ဆိုတဲ့ခံစားချက်မျိုးပါဗျာ ဟုတ်ပါတယ် ဒါကရုပ်ရှင်တွေကဇဝင်ခံနေလို့မင်းနော်အနုမျိုးအောက်ကိုဝင်သွားရင်နဲ့နောက်ဆုံးစက်ကြဝဠာကြီးတဲ့ပြန်ထွက်လာသလိုမျိုးဗျာဒီအချက်ကိုသုံးသက်ချက်ကဘလို့ရှင်းပြထားလဲ ဒါကတကယ်ကိုလာပါတဲ့အချိတ်ဆက်မှုပါရှင်စကြဝဠာကြီးတစ်ခုလုံးကလည်းဒီပေါ်လိုက်ပြောင်းလိုက်ဆိုတဲ့အနေဆသဘောတရားတွေနဲ့ပဲအခြေခံတည်ဆောက်ထားတာကို ခန္ဓာကိုယ်ထဲကအမုံလေးတွေလိုပဲပေါ့ ဟုတ်တယ်တရားထိုင်နေသူဟာမိမိခန္ဓာကိုယ်ထဲကအလွန်တင်းငယ်တဲ့အမှုန်လေးတစ်မှုန်ရဲ့ဖြစ်ပျက်မှုကိုဉာဏ်နဲ့ထွင်းဖောက်သိမြင်လိုက်တဲ့အခါအဲ့ဒီအမှုန်လေးရဲ့ယန္တရားဟာကျကရဝဠာကြီးတစ်ခုလုံးရဲ့ယန္တရားနဲ့အတိအကျသွားပြီးတူနေတာကိုတွေ့ရတယ် လူရဲ့ခန္ဓာကိုယ်ဆိုတာလဲကျက်ကရဝဠာရဲ့အစိတ်ပိုင်းတစ်ခုပဲဆိုတော့ မှန်ပါတယ်ဒါကြောင့်ခန္ဓာကိုယ်တွင်းကအသေးငယ်ဆုံးဖြစ်စဉ်ဟာကျကရဝဠာကြီးရဲ့အေယာမဖြစ်စဉ်ကြီးနဲ့ကတားတဲ့ဖြစ်နေတဲ့အတွက်ကျကရဝဠာတဲ့ပြန်ရောက်သွားတယ်ငါရဲ့လို့တိကျမရှိတော့ဘူးလို့ခံစားရတာဟာလုံးဝမဆန်ဖုံး ဒါပေမဲ့လေအဲ့ဒီနေရာမှာလက်တွေ့ပြဿနာတစ်ခုရှိလာနိုင်တယ်ဗျာ ဘယ်လိုမျိုးပြဿနာလဲရှင် အခုကျွန်တော်တို့ဆွေးနွေးနေတာကနားထောင်လို့လည်းကောင်းတယ်ဒါပေမဲ့တကယ်လက်တွေ့မှာလေအေယာယာဟာတွေးနဲ့ကြီးတယ်ကိုအဆက်မပြတ်ပြုတ်ချနေတယ်ဘာကမှဖမ်းဆုပ်လို့မရဘူးငါဆိုတာလည်းမရှိဘူးဆိုတဲ့အ ရှိတရားကြီးကိုမြင်သွားတဲ့အချိန်မျိုးပေါ့ ဟုတ်တယ်ဗျဒီအရှိတရားကြီးကအယံကိုစိုးမိုးလာတဲ့အခါလူတစ်ယောက်ရဲ့စိတ်ကလွတ်မြော်သွားနိုင်တယ်ငါဘာတူလဲငါပါလဲဆိုပြီးကြောက်လန့်တာမျိုးတွေဖြစ်သွားနိုင်တယ်မို့လား ဖြစ်တတ်ပါတယ်ရှင် အရာရာကဘာမှအတိတ်ပဲမရှိတော့ဘူးဆိုတဲ့ခံစားချက်မျိုးပဲကိုရောက်သွားနိုင်တယ်ဗျာ မှန်ပါတယ်အနိစ္စရဲ့ဝါမျိုးမှုတန်ကိုညာနဲ့အတိုင်းသားကြီးမြင်လိုက်ရတဲ့အခါစိတ်ကကြောက်လန့်ပြီးရင်းရိုင်တတ်တာသဘာဝပဲ ဒီလိုအခြေအနေမျိုးမှာစိတ်မရင်းရိုင်သွားအောင်ကိုယ့်ကိုယ်ဘယ်လိုထိန်းချောင်းရမလဲဆိုတဲ့လက်တွေ့အသုံးချဖို့ကြောက်စူးတစ်ခုကိုလည်းမတ်စုတွေထဲမှာလက်ညှိုးပေးထားတာတွေ့ရတယ်ဗျာ ဟုတ်တယ်ရှင်ရေထဲမျိုးမသွားအောင်ကြောက်စူးချထားဖို့လိုတယ်လေ ကျွန်တော်တို့အဲ့ဒီအကြောင်းလေးနည်းနည်းအသေးစိတ်ဆွေးနွေးကြည့်အောင်ဒီခေတ်ကြီးမှာလူတွေကစိုးရင်ပူပန်မှုတွေများလာတဲ့အခါအရာရာကိုဖမ်းဆုပ်ထားခြင်းကြတယ်လေအဲ့တော့ဒီလိုအနိစ္စကိုရင်ဆိုင်ရတဲ့အခါဘယ်လိုအန်ကာလုပ်မလဲ သုံးသက်ချက်မှာအဓိကအကြံပြုထားတာနှစ်ချက်ရှိရရှင် ပထမအချက်ကဘာများလဲဗျ အလိုက်မကြည့်ဖို့ပါပဲအရာရာကတွင်းနဲ့ထက်ပြုတ်ကျနေတာကိုလိုက်ကြည့်နေရင်ကိုယ်စိတ်ပါလိုက်ပြီးကြုံဝင်သွားတတ်တယ် စိတ်တကြဆရာဒီဖြစ်လာမယ်ပေါ့ ဟုတ်ပါတယ်ဒါကြောင့်ပျောက်သွားတာကိုလွတ်ထားလိုက်ပါသွားပြီလို့ပဲသဘောထားပြီးချက်ချင်းအသက်ထပ်ပြီးပေါ်နေတဲ့သဘောလေးကိုပဲအေးအေးဆေးဆေးတက်တောင်တက်တာနဲ့စောင့်ကြည့်နေဖို့လိုတယ် ဆိုလိုတာကရုပ်ရှင်တကားပြီးသွားလို့ဝမ်းနဲ့နေမဲ့အစားနောက်ထပ်လာမဲ့အခန်းတစ်တွေကိုကြိုးဆိုးတဲ့စိတ်နဲ့ကြည်နေရမယ့်သဘောပေါ့နော် တကယ်ကိုကောင်းတဲ့ဥပမာပဲရှင်ပျောက်သွားတာကိုနှမျောမနေပဲအသက်ပေါ်လာတာလေးကိုတိမှတ်နေဖို့ပါ ဒါကပထမအချက်ပေါ့ဒုတိယအချက်ကတော့ပါတယ်လေဗျဒါကပိုပြီးနည်းနည်းမဲ့ထင်တယ် ဒုတိယအချက်ကတော့လေအရာဝတ္ထုလေးပျောက်သွားပြီးဖန်ဆုပ်လို့မရဘူးဆိုတာကိုအနုတ်ကနေတိလိုက်တဲ့တိစိတ်လေးကိုပြန်လှည့်ကြည့်ဖို့ပဲ တိစိတ်လေးကိုပြန်ကြည့်ဖို့ဟုတ်လားနည်းနည်းတော့ထပ်ရှင်းပြပါအောင်ဗျာ ဒါကအရန်သိမ်မွဲတယ်ရှင်အရာရာကပျောက်ပြက်သွားပေမဲ့အဲ့လိုပျောက်ပြက်သွားတယ်ဆိုတာကိုသိနေတဲ့အသည့်လေးတစ်ခုတော့ကြံခဲ့တယ်လေ ဟုတ်တယ်ဗျာပြက်သွားမှန်းတော့တိလိုက်တယ်လေ အဲ့ဒီတိစိတ်လေးစီကိုသတိကပ်ပြီးပြန်ကြည့်လိုက်တာနဲ့အဲ့ဒီတိစိတ်လေးဟာမိမိကိုအနိစ္စတွင်းနဲ့ကြီးတဲ့အရှိန်လုံးပြီးကြုံမကြတော့အောင်နောက်ကနေဆွဲထားပေးမဲ့လုံခြုံရေးကြိုးတမြန်ကြစ်လာလိုက်မယ် ဝါအဲ့ဒါတော်တော်မိုက်တယ်ဗျာအရာရာပြက်စင်းနေပေမဲ့ဒီတိနေတဲ့သဘောလေးကတော့တင်းငိမ်စွာနဲ့ရှိနေသေးတယ်ဆိုတဲ့အတိကစိတ်ကိုအများကြီးလုံခြုံသွားစေတယ် ဟုတ်ပါတယ်ရှင်
အရာရာကပျက်စီးသွားတယ်ဆိုတာကိုသိလိုက်တဲ့ငါမဟုတ်ပဲအဲ့ဒီသိစိတ်လေးတတ်ကကြောက်ဆူဖြစ်သွားတာပါ ကဲကျွန်တော်ရဲ့ဒီနေ့စကားဝိုင်းလဲတော်တော်လေးကိုနက်နဲတဲ့အဆင့်ထိရောက်လာပြီဆိုတော့အဓိကအနည်းချုပ်တွေကိုပြန်ပြီးစူးစီးကြည့်ရအောင်ဗျာ ကောင်းပါပြီရှင် သူတို့နေ့စဉ်ဘဝမှာမြင်နေတွေ့နေ၊ကိုင်တွဲနေရတဲ့အရာဝတ္ထုတွေပုံဝင်ကျင်နေဟာတကယ်တမ်းနောက်ွယ်မှာတော့ femtosecond လောက်မြန်စံတဲ့အလျက်နဲ့ပေါ်လိုက်ပြောင်းလိုက်ဖြစ်နေတဲ့ quantum အတက်ကြတွေဒါဖြစ်ပါတယ် အနိစ္စဆိုတဲ့တွင်းနှကြီးတွေကိုအဆက်မပြတ်ပြုတ်ကျနေကြလာပါရှင် ဒါကိုတတိစွမ်းအားနဲ့သိရှိနားလည်လိုက်ခြင်းအပြင်ကျွန်တော်တို့ဟာအရာဝတ္ထုတွေအပေါ်မှာဖတ်တွယ်ထားခြင်းတဲ့စိတ်တွေစိုးရင်ပူပန်မှုတွေကိုရှော့ချနိုင်ပြီးအဲ့ဒီဖြစ်ပျက်မှုတန်တရားတွေမှာပဲစစ်မှန်တဲ့စိတ်ချမ်းသာမှုနဲ့ညီကြမှုကိုရှာဖွေတွေ့ရှိနိုင်မှာဖြစ်ပါတယ်ဗျာ ဒီနေရာမှာရစ်မြစ်တွေကနေထုံနှုတ်ထားတဲ့အလွန်စဉ်းစားစရာကောင်းတဲ့မိကုန်းလေးတစ်ခုကိုလည်းပြန်ပြီးမိမောင်းထိုးပြခြင်းတွေ့ရရှင် ဘလို့မျိုးကိုများလဲဗျာ အဲ့ဒါကတော့ကိုမစ်စီရှေ့မှာတင်အရာရာဟာကြည်ရင်နဲ့ပျောက်သွားတယ်ဆိုတဲ့အဲ့ဒီခံစားချက်ကြီးဟာကြောက်စရာကောင်းတဲ့အခြေအနေတစ်ခုလို့ခံစားရသလား ဒါမို့ဖန်ဆုပ်စရာဝါမမရှိတော့တဲ့အထက်မှာပဲငြိမ်တန့်မှုတစ်ခုခုကိုတွေ့ရှိနေရသလားဆိုတဲ့မေကုန်းပေါ့ဗျာ ဟုတ်ပါတယ်ရှင်ဒါဟာကိုပါညာနဲ့သာအဖြစ်ရှာအမဲ့ကိစ္စပါ အဲ့ဒီမေကုန်းကကိုပြန်မြည်ကြည့်ဖို့အကောင်းဆုံးပဲဗျာအရာရာကပြည့်စည်သွားမှာပဲဆိုတာတိလိုက်ရတဲ့အခါထိတ်လန့်တော့မှာလားဒါမှမဟုတ်အော်ငါဖတ်တွယ်ထားစရာဘာမှမရှိပါလားဆိုပြီးပေါ်ပါလွတ်လပ်သွားမှာလားဆိုတော့လေ မှန်ပါတယ်ရှင် ပြီးတော့ဒီနေ့ဆွေးနွေးမှုကိုမတင်ခင်မှာကျွန်တော်နောက်ဆုံးဆက်ပြီးတွေးတောစရာလေးတစ်ခုကိုခြံထားရစ်ခဲ့ခြင်းတယ်ဗျာ ပြောပါအောင်ရှင် အဲ့ဒါကမဆုရဲ့နောက်ဆုံးအပိုင်းလေးမှာအရေးအမြတ်ပြားသွားတဲ့တုံခါနေတဲ့ကျိုးမြန်လေးများ theory နဲ့ပတ်သက်တဲ့အချက်ပဲခင်ဗျားမှတ်မိတယ်မို့လားအဲ့ဒီအပိုင်းကို မှတ်မိတာပေါ့ရှင်အဲ့ဒါက string theory ကိုရည်ညွှန်းတာလေရူပဗေဒပညာရှင်ကချို့ကစัจ java လာကြီးရဲ့အခြေခံအလုပ်လုပ်ပုံကိုရှင်းပြတဲ့အခါကျွန်တော်တို့သိထားတဲ့အမှုတွေဆိုတာတကယ်တော့အဆက်လေးတွေမဟုတ်ပဲ ကောက်တယ် violin ဂျိုးလေးတွေကိုတီးလိုက်ရင်အတန်လိုင်းလေးတွေပေါ်လာတယ်လို့ပေါ့ရှင်ဒီ theory ကအခုကျွန်တော်တို့ဆွေးနွေးခဲ့တဲ့ပေါ်လာလိုက်ပျောက်တော်လိုက်ဆိုတဲ့ဝိပဿနာတွေ့ကြုံနဲ့လုံးဝကိုတွားပြီးထက်တိကျနေတာကိုတွေ့ရတယ် ဟာအဲ့ဒါဆိုရင်ကျွန်တော်တို့တစ်ချက်လောက်နည်းနည်းစဉ်းစားကြည့်ရအောင်ဗျတကယ်လို့များစัจ java လာကြီးတစ်ခုလုံးဟာဘာမှမရှိခြင်းထင်ကနေတွန်ခါနေတဲ့ကျိုးမြန်လေးတွေဖြစ်ပေါ်ထွက်လာဆိုရင် ပြီးတော့ကျွန်တော်တို့ရဲ့ဒီခန္ဓာကိုယ်ရှိကလည်းအဲ့ဒီစัจ java လာကြီးရဲ့ဥဒိတိုင်းပဲ femtosecond chain လေးတွေအလိုက်ပေါ်လာလိုက်ပျောက်သွားလိုက်ဖြစ်နေတာဆိုရင်ပေါ့ တကယ်တမ်းစေချာစဉ်းစားကြည့်တဲ့အခါစัจ java လာကြီးဆိုတာနဲ့ကိုယ့်ရဲ့အတိစိတ်ဆိုတာတကယ်ရောပြီးချစီကွဲကွာမရှိနေတာဟုတ်ရဲ့လားဗျ အဲ့ဒါကတော်တော်လေးကိုတွေးစရာပဲကျွန်တော်တို့လူသားတွေကျွန်တော်တို့ရဲ့အတိစိတ်တွေဆိုတာဟာတကယ်တော့စัจ java လာကြီးကသူ့ရဲ့မမြဲခြင်းသဘောတရားသူ့ရဲ့အနိစ္စသဘောတရားကိုသူကိုယ်တိုင်ပြန်လဲပြီးခံစားသိရှိနေတဲ့အစိတ်ပိုင်းလေးတွေများဖြစ်နေမလား ပြောရရင်ကျွန်တော်တို့ဟာစัจ java လာကြီးထဲမှာမိသိနေထိုင်နေကြတာမဟုတ်ပဲကျွန်တော်တို့ကိုယ်တိုင်ကအဲ့ဒီဖြစ်ပြနေတဲ့စัจ java လာကြီးပဲဖြစ်နေမလားဆိုတဲ့သဘောပေါ့နော် ဟုတ်တယ်ဗျာကျွန်တော်တို့ကစัจ java လာကြီးရဲ့အတိစိတ်လေးတွေပေါ့ဗျာကဲဒီမေခွန်းရဲ့အဖြစ်ကိုတော့နားစင်သူတွေကိုယ်တိုင်ဆက်လက်ပြီးတွေးတောစူးစမ်းကြည့်ကြဖို့ခြံလာထားခဲ့ရင်းနဲ့ပဲဒီကနေ့ရဲ့လေ့လာဆွေးနွေးမှုကိုဒီနေရာမှာပဲအဆုံးသတ်လိုက်ပါတယ်ဗျာ အားလုံးပဲအနေဆသဘောတရားကိုနိုင်လေပြီးငြင်းချမ်းမှုအစစ်မှန်ကိုရှာဖွေတွေ့ရှိနိုင်ကြပါစေရှင်